ဒီလေးကောင်းတယ်ကျုပ်ကောင်းတယ်အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ channel နဲ့ပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်အခုရောက်နေတာကတော့ကန်တာယာစင်တာမှာပဲဖြစ်ပါတယ်ကန်တာယာစင်တာဆိုတော့ကျွန်တော်တို့ဒီကန်တော်ကြီးပေါ့နော်ကန်တော်ကြီးရဲ့ဒီမျက်နှာချင်းဆိုင်မှာရှိတယ်ကျွန်တော်တို့ကန်ရတာလမ်းမှာပဲရှိတဲ့ကန်တာယာစင်တာပဲဖြစ်ပါတယ်အဲ့တော့ဒီမှာရှိတဲ့ကန်တာယာစင်တာမှာရှိတဲ့ကျွန်တော်တို့ဒီမြန်မာသမင်းပေါ့နော်အသစ်ဖွင့်ထားတဲ့ကျွန်တော်မြန်မာသမင်းဒီကရောင်းပေးတဲ့ site လေးကိုလာပြီးတော့မှမီးစမ်းကြည့်တာပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်နော်ဘာဟင်းနေရမလဲဒီ site လေးမှာဘာတွေရှိလဲဆိုတာကိုကျွန်တော်တို့လိုက်ခဲ့ပါအောင်နော်လိုက်ပြီးတော့ကြည့်ကြပါဦးကျွန်တော်လည်းလိုက်ပြီးတော့မှဒီမှာရတာမီးစမ်းပြီးတော့စားပြမှာပဲဖြစ်ပါတယ်အဲ့တော့သွားလိုက်မယ်နော်အဲ့ကိုဟင်းမွဲလေးတော့ဒီနေ့ကဘယ်လိုမျိုးရှိရလဲဒီနေ့ဆိုကျွန်တော်အဓိကဆိုတော့သားငါ့ကိုကျွန်တော်စုံအောင်လုပ်ထည့်ပေးခြင်းတော့ဟုတ်ကဲ့ဘလုံးဒီနေ့ဆိုတင်းနေ့ပုံမျိုးထားပေးထားတယ်ဘိုးပေါ်မှာကျွန်တော်ဒီမှာစက်သားဆိုလို့ရှိရင်အချိုရှိမယ်အဆက်ရှိမယ်ဟုတ်ကဲ့ပြီးလို့ရှိရင်ဝက်ဆိုလို့ရှိရင်ဝက်ကကျတော့ဝက်ကီစာလေးရယ်ဒီစာတော့ရဝက်လုပ်ပေးထားတယ်နော်ပြီးတော့မဲသားဆိုလို့ရှိရင်ဒီအမဲနိုင်ရုပ်ပေါ့ short rib ပုံမှာကျွန်တော်တခြားနူးနေအောင်လုပ်ပြီးတော့တော့လည်းရေးပြန်ကြော်ထားနိုင်ရုပ်တက်ပြီးစားလို့ရအောင်ဒါကြောင့်မဲမောကြော်လုပ်ပေးထားလိုက်တယ်ဟုတ်ပြီးလို့ရှိရင်တော့ဒါငါကတော့ဒါကျွန်တော်ဒီငါးကြော်မမလိုခေါင်းတော့ငါးကြော်နဲ့ပေါ့ဒါကျွန်တော်ငငယ်လေးကကျွန်တော်အမေနည်းချစ်ကျွေးနေတဲ့ငါးစတူပေါ့နော်ငါးစတူဟုတ်ကဲ့အဲ့လိုဆိုတာကျန်းကြီးလေးအကွင်းနဲ့ကျန်းကြီးလေးဖြစ်သွားလို့အေးလေးဖြစ်သွားတာပြီးလို့ရှိရင်ပစုံတော့ပါထည့်ပေးထားတယ်ဟုတ်ကောင်းလိုက်တော့မေးတယ်ကျွန်တော်ကြောက်တိုက်ပါမလားတဲ့တိုက်ပါတယ်လို့တိုက်ပါတယ်ဆိုတာအဓိကတောင်းတောင်းပစုံတော့ဆိုလို့ရှိရင်ဈေးကြီးတယ်ဟုတ်တယ်ဆိုတော့ကျွန်တော်ရအောင်တင်မိတယ်အပြည့်ရည်တော့မဟုတ်ဘူးဘလုံးဆော်ဆော်နေနဲ့စားလို့ရအောင်အမေးတယ်လေအဲ့ပစုံတော့ဈေးတူတူပဲလားအတူတူပဲထားပဲเนาะအကုန်ကြိုက်တာပါဟင်းနဲ့စားစားဒီဈေးရတူတူပဲပဲเนาะပမာဏအနေအများလေးတစ်ခုပဲပေါ်လာတယ်ရှိတယ်နောက်စိတ်ဆိုလို့ရှိရင်အခုစိတ်ကအခုတပိတ်ကတိုင်းကြီး9000နေဖြစ်နေဟုတ်ရတယ်ကျွန်တော်ကစိတ်ပဲပြင်ပေးထားတယ်စိတ်ပဲလေးလည်းပါမယ်စိတ်ကြိုက်တဲ့စိတ်သားကြိုက်တဲ့လူစိတ်ကအဲ့လိုလုပ်ပေးထားတာနောက်ကနောက်ချက်ဘာစီစဉ်နေရှိသေးလဲတခြားစီစဉ်တွေအများကြီးပဲကျွန်တော်ကဒီကနေပြီးတော့ဘယ်လိုပြောလို့ရှိဒီကနေဒီသမင်းဟင်းတွေကိုတခြားကျွန်တော်တခြားဆိုင်ခွဲတွေကိုအတွက်ဝန်ထမ်းစာလို့ချင်းလို့ရှိရင်တို့ဒီကနေဝန်ထမ်းစာတွေကားနေတင်ပေးတယ်ဟိုမှာလည်းဟိုကလူတွေလည်း AC သူတို့လို့ရုံနဲ့ဝန်ထမ်းစာတော့ချက်စရာမလိုတော့အောင်လို့ဒီကနေခါ Central Kitchen လို့ပုံစံမျိုးချက်ပြီးပို့ပေးလိုက်တာအဲ့လိုမျိုးလုပ်တယ်နောက်ပြီးဟင်းတွေအများကြီးချက်ပြီးမကုန်ရင်ဘယ်လိုလုပ်မလဲပါညာပြောတော့ပေါ့မကုန်ရင်ကြတော့ရပြတ်တယ်လေကုန်တယ်မကုန်လို့ကြံတဲ့ဟာကိုကြားလို့ရှိရင်ကျွန်တော်ဘာလုပ်လဲတော့ဒီမှာဒီ center ထဲမှာဒီ mall ထဲမှာဟောကျွန်တော်သိတဲ့မိတ်ဆွေဆိုင်တွေအများကြီးရှိတယ်သူတို့ကဝန်ထမ်းတွေအဲ့တော့မှဘယ်သူဒီမှာတလောက်တော့ရှိတယ်ဘယ်လောက်နဲ့ပြတ်ယူလိုက်ဘယ်လောက်ပြတ်ယူလိုက်အဲ့ဒါဆိုရင်သူတို့ဝန်ထမ်းတွေလည်းကောင်းစားတယ်နည်းနည်းစားသူတို့တရက်စာကိုတရက်ကျွန်တော်အပြတ်ဖြတ်တယ်နော်ဖြတ်ပါတယ်ပေါ်အောင်ရောင်းတယ်တကယ်လို့မကုန်ပဲကြံခဲ့တယ်ဆိုတော့မှဒါကျွန်တော်ဝန်ထမ်းဥစ္စာတွေပေးလိုက်တာပေါ့နော် short သေးလေးတော့ short သေးလေးပေးလိုက်ဒီတော့ဝန်ထမ်းစာတရက်စာကိုကျွန်တော်လက်ဆက်စားကိုရိုင်းအခုဈေးသွားလားဈေးသွားကိုရိုင်းသွားကိုရိုင်းဈေးသွားကိုရိုင်းချက်တကယ်ဆိုကိုရိုင်းဈေးသွားကိုရိုင်းချက်တယ်ပြီးတော့တရက်စာကိုနော်ခင်းနေရကျွန်တော်တရက်စာကိုဗာတရက်ချက်တာဖြစ်တဲ့အခါကျတော့လက်ဆက်ရှိရပေါ့နော်နော်အရင်ဟင်းလေးတွေပါနော်အရင်ဟင်းဆိုရင်ကျွန်တော်က9မျိုးလောက်လုပ်ပေးထားတယ်9မျိုးလောက်လုပ်ပေးတာ2မျိုးတိုက်တာရေးပေါ့နော်ဒါအရင်ဟင်းနေတာပြီးလို့ရှိရင်ကျွန်တော်အတုပ်တွေပါမယ်ဗျာအတုပ်တွေမြင်းခွာရဲ့တုပ်လည်းပါမယ်ဥစ္စာပါလဲကျွန်တော်ကြောက်ပွင့်တုပ်လေးအဲ့လိုကျန်းကြီးဒီတော့ကျန်းကြီးတို့ဘာညာအဲ့လိုအစုံလုပ်ပေးထားတယ်နောက်ကျပဲနဲ့တို့ဘာလို့ပြောင်းမှုကြော်လို့ရောစောင့်တယ်နော်အဲ့ဒါဆိုကြိုက်တာ2မျိုးစားသုံးတယ်ပဲစားစားကျွန်တော်ရွက်ကြော်လေးပဲစားတော့မှဆိုလို့ရှိရင်ကျွန်တော်အဲ့ပြီးချက်တို့ဟိုပြီးတို့ပြဆုံးလို့ရတယ်တို့ပြဒါအခုဒါကဒီမှာဒီလောက်ပဲချပေးထားတာဒါပေမဲ့တုံသွားလို့ထပ်ထည့်ဖို့အတွက်တော့မတူတဲ့ဟာတွေအများကြီးပဲဟောလူမျိုးတွေတင်မှာကပိတို့ပြချက်ဆိုင်နဲ့စားကြတယ်ကိုယ်မှာဆိုလို့ရှိရင်တော့မှဒီသားစုံမတန်လေးအများကြီးဝယ်လို့ရတာလေတယောက်တည်းအတွက်ကြောင့်ဘယ်လိုမှအဆင်ပြေဘူးဒီမှာတယောက်တည်းဆိုပေမဲ့လေတိုက်တလောက်တခုတိုက်တဲ့ဟာလေးဟိုနည်းနည်းစုံစားလို့ရတယ်တို့လေးစားလို့ရတယ်အရေးတော့ဆိုလဲဒါအရေးတော့ရှယ်တရက်နဲ့မတူဘူးမတူရေးတော့လဲကျွန်တော်ချစ်ချစ်လေးမလုပ်ထားကျွန်တော်တကယ်ပြည့်ပြည့်နဲ့ပတ်တီးရွက်တွေများလေးလုပ်ပေးထားတာပေါ့ကောင်းတယ်လေနောက် free အနေနဲ့ဗာလေဟိုကအေးလေးရတယ်ဟုတ်တယ်အေးလေးရတယ်ကျွန်တော်အေးက2မျိုးပေါ့2မျိုးတစ်မျိုးကျတော့ကျွန်တော်ဒီဖြော်ရည် juice ဖြစ်ကျွန်တော်ဒီ review တခုပြန်ပြောထားတယ်တို့ကကျွန်တော်တို့ရင်းနေချမ်းအေးပြန်ဆိုတာရင်းနေချမ်းအေးပေါ့ရင်းနေချမ်းဟိုမှာကျွန်တော်များပူပူလေးတောက်တာကိုကြောက်ရင်းနေအေးခံတော့အေးပုံစံမျိုးအဲ့လိုတော့အဲ့လိုတစ်မျိုးပေါ့နော်အရတာတစ်မျိုးစားပါအဲ့ဆိုကိုကျွန်တော်မှာပြီးတော့စားလိုက်တော့မလေးဘိုင်လက်စားနေပြီလားဆွဲလိုက်တော့ဘိုင်လက်စားနေဟုတ်တယ်โอเคရင်းလေးလိုက်အဲ့ကကျွန်တော်ရွေးလိုက်မယ်ကျွန်တော်ခုနကတော့ပစုံနဲ့စားဖို့အာရုံရတယ်ပစုံတော့ရှိပါတော့အဲ့ဒါစားပြီးတခြားရင်းပွဲလေးလည်းစီးရဲတူပဲဆိုတော့ပဲစားအောင်နော်โอเคအဲ့တော့တခြားရင်းပွဲလေးလည်းအလွတ်လေးထပ်မှာလိုက်မယ်အလွတ်လည်းရနော်ရတယ်ဟင်းငယ်သက်ရောင်းတယ်လည်းရောင်းတယ်နော်ခုဆိုရင်တော့ဗောနော်ကျွန်တော်မှာထားတဲ့ဗောနော်သူရင်းမတဲ့ဟင်းလည်းရောက်ပါပြီပုံရည်ဗောနော်ပုံရည်ကြီးဖြစ်ပါတယ်ပြီးတော့ဒီမှာကြက်
ပေါင်းပေါ့နော်ချက်ပေါင်းတစ်ပွဲထပ်မှာထားတယ်ကျန်တာဒီတိုးစရာတွေငပြည့်ကျိုးအချင်းဟင်းတွေကတော့ကျွန်တော်တို့စိတ်ကြိုက်ပေါ့နော်ကိုစိတ်ကြိုက်ဟိုစားနိုင်တယ်တော့စားလို့ရတယ်အဝစားလို့ထမင်းကလည်းကျွန်တော်အဝစားပဲဒါကပုံရည်ကြီးဒီလေးကောင်းတယ်သူတို့ကောင်းတယ်ဘယ်တူဒီအေးရလေ free ပဲပေးရတာဟုတ်ကဲ့အေးရတော့ကျွန်တော်အေးတဲ့ဒါတော့ free ပေးတာပေါ့နော်ဒါဒီနေ့ဆိုရင်ဒါအနက်ဖြော်ကြီးပေါ့နော်အဲ့လိုနေ့တိုင်းလည်းအပြောင်းလဲရှိပေါ့နော်အေးဆိုလည်းဟုတ်ပေါ့ဟုတ်ပြီထပ်ယူလို့ရတယ်နော်ဟုတ်ကဲ့ဒီဆိုပါငါအေးလေကောင်းပါလေအေးနေအလေးကငပြေးကျိုးအခုဆိုရင်တော့ကျွန်တော်ဒီမှာတစ်ကူ6တက်ပါတော့ဒီဆိုင်လေးမှာတော့ဒီစားလို့ပြပါပြီအဲ့တော့ဒီဆိုင်လေးကဆိုရင်ဒီဆိုင်လေးစားလို့တေချာညွှန်ပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဆိုင်အားဆိုရင်ကျွန်တော်တို့ဒီကန်တာယာစင်တာထဲမှာပဲရှိပါတယ်ကန်တာစင်တာပေါ့နော်ဝင်ဝင်ချင်းတော့စင်တာထဲဝယ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် service စင်တာထဲဝယ်လိုက်မယ်ဆိုရင်ညာဘက်လေးကိုနည်းနည်းချိုးလိုက်တာနဲ့ဒီပေါ့နော်တော့ဓာတ်လေးကအဆင်ရှိရပေါ့နော်ဓာတ်လေးကအဆင်တောက်လေးမှာပဲပေါ့နော်ဆိုင်နာမည်လေးကိုလည်းတွေ့ပါလိမ့်မယ်1961ပေါ့နော်1961ဆိုရဲဆိုင်လေးပဲတွေ့ပါမယ်ဒီကျွန်တော်ဗီဒီယိုလေးကိုကြည့်ရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ကျွန်တော်ဗီဒီယိုတွေမှာလည်းပြန်ပြီးတော့ဆုံပါမယ်အားလုံးနှုတ်ဆက်ပါတယ်တဒါ